အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဆရာတို့ chapter 2ရဲ့ပုံစံတွေလေးတွေကိုပြောပြတော့မှာဖြစ်ပါတယ် chapter 2မှာဆရာတို့သုံးရမယ့် equation တွေကဒါလေးပဲရှိပါတယ်ပေါ့လွယ်လွယ်ကူကူပါပဲပထမဆုံးဆရာတို့ banking angle ကို banking လို့လည်းပြောတယ် banking angle လို့လည်းပြောတယ်ဒါလေးကဆရာတို့အချိန်မှာ concept လေးရှင်းခဲ့ပြီးဆိုမပြောတော့ဘူး banking angle ကို banking ကိုမေးမယ်သုံးမယ့်ပုံနည်းက tan theta equal to b square minus rg ဒီ equation ကိုသုံးပြီးတော့ဆရာတို့တွေ့ပြရမယ်နောက်ခုကသူက centripetal force centripetal force ကိုသင်ခဲ့တာ force ဆို F centripetal ဆို C ဒါမှမဟုတ် FC လို့ရေးတယ် FC လို့လိုချင်တဲ့ပုံနည်းက FC equal to mp square by r အချိန်မှာဆရာတို့ပြောခဲ့တဲ့ F equal to ma ဒါညူတန်ရဲ့ second law အဲ့ဒီမှာ centripetal acceleration AC ခြားပုံနည်းတွေ AC equal to b square by r ရဲ့ပြီးတော့ r omega square ဒီပုံနည်းနှစ်ခုရှိတယ်အခုဒီ centripetal force ဆိုဒီ acceleration ကလည်း centripetal acceleration ဖြစ်စေမယ်centripetal acceleration ရှိတယ်ဆိုရင်အဲ့ဒီမှာ centripetal force ဖြစ်လာမှာပေါ့အမှ AC ဆိုနေရာထည့်လိုက်မယ်ဆိုရင် mb square by r ရဲ့ mr omega square AC ဆိုနေရာမှာ r omega square ဆိုတော့ mr omega square ဖြစ်သွားတယ်။ကြောင့်မို့ဒါလို့ဆက်ချက်ထားပေးရမယ်။ FC equal to mb square by r လေးရဲ့ mr omega square ရဲ့ဒီဟာလေးရှိမယ်။နောက်ရောက်ဆရာတို့ကသူကဘောလုံးတစ်လုံးသားမို့ဆရာတို့ကကျိုးတစ်ချောင်းကိုဆရာဝှေ့လျရမယ်ပေါ့ကျိုးကြောက်ကတုံးတစ်လုံးကိုကျိုးနဲ့ရှိပြီးတော့ဝှေ့လျရလိုက်မယ်အဲ့လိုဝှေ့လျရတဲ့အခါမှာဆိုဆရာတို့ကဒီလိုမျိုးဝှေ့လျရတာလည်းရှိနေတယ်လို့ဒီလိုမျိုးဝှေ့လျရတာလည်းရှိနေတယ်ဒီလိုမျိုးဝှေ့လျရမည်ဆိုရင်ဆရာတို့ဘာလို့ပြောမှလဲလို့ပြောတော့ဒါဒီ horizontal ရေပြင်ရင်မြင့်အတိုင်းရွေ့လျရလို့ပြောတယ်အဲ့လိုရေပြင်ရင်မြင့်အတိုင်းကျိုးတစ်ချောင်းကိုဒီလိုမျိုးဝှေ့လျရလိုက်ပြီးခေါင်းပေါ်မှာဒီလိုမျိုးရေပြင်မြင့်တိုင်း horizontal တိုင်းဝှေ့လျရပြီးလို့ပြောရင်အဲ့ဒီကျိုးတစ်ချောင်းမှာဖြစ်ပေါ်လာတဲ့ကျိုးရဲ့တင်အားတီဆိုတာဒီသူ့ဘဟုဥတင်နေတဲ့ centripetal force FC နဲ့အတူတူပဲဒါကြောင့်မို့ horizontal မှာဆိုရင် FC နဲ့တင်းနေတူတူပဲဒါပေမဲ့ကျိုးအပေါ်မှာ horizontal နဲ့ဝှေ့လျားနိုင်မှာမဟုတ်ဒီလိုမျိုး downlight အနေထားအောင်များ vertical အနေထားအောင်များကျွန်တော်တို့ဝှေ့လျားမယ်ဆိုကြပါစို့ဒီလိုဝှေ့လျားပြီဆိုရင်စဉ်းစားမယ့်အမှတ်ဒီနံပါတ်ရှိသွားလိမ့်မယ်အဲ့ဒါဒီပထမအပေါ်ဆုံးအမှတ်ဖြစ်တဲ့ highest point ဖြစ်လိမ့်မယ်နောက်ဆုံးတစ်ခုကတော့ lowest point ဖြစ်လိမ့်မယ် highest point လို့လည်းပြောတယ် up top ထိပ်မှာရှိနေတဲ့ဟာလို့လည်းပြောတယ်ဒါမှမဟုတ် lowest point လို့လည်းပြောတယ် bottom လို့လည်းပြောတယ်အဲ့ဒီအမှတ်နံပါတ်မှာရှိနေတာဆရာစဉ်းစားပြရမယ်ပုံစံတွင်ဒီအချက်ပြလေးပါလိမ့်မယ် lowest လို့ပြောရလား bottom လို့ပြောရလား highest လို့ပြောရလား top လို့ပြောရလားဒီဟာလေးပါလိမ့်မယ်အဲဆိုကြပါစို့ဆရာတို့ဟာကျိုးတစ်ချောင်းကို vertical အတိုင်းဝှေ့လျားလိုက်တဲ့အခါမှာအဲ့ဒီကျိုးတစ်ချောင်းမှာကျိုးရဲ့တင်အားတန်ရှင်းစွာဖြစ်လာမယ်ဆရာတို့ဒီမှာရှိနေတဲ့ဒီအမှတ်မှာရှိနေတဲ့ highest point တော့အမှတ်မှာရှိနေတဲ့ဟာဟိုတစ်ခုကိုပဲစဉ်းစားကြည့်ပါစို့ဒီမှာစဉ်းစားမယ်ဆိုရင်ဒီဟာဒီပစ္စည်းတစ်ခုကိုဝှေ့လျားလိုက်တာရှိပြီးတော့ကျိုးတစ်ချောင်းမှာရှိပြီးတော့ဝှေ့လျားလိုက်တာကြောင့်အဲ့ဒီပစ္စည်းမှာဆိုဘာရှိမှလဲဆိုရင်ဝှေ့လေရှိလိမ့်မယ်ပြီးတော့ကျိုးတစ်ချောင်းကိုဝှေ့လျားတာဖြစ်တာကြောင့်အဲ့ဒီကျိုးမှာဆိုတော့ tension လေးရှိနေမယ်အဲ့ဒီ weight နဲ့ tension တွေ direction တူနေတာကြောင့်မို့ weight နဲ့ tension ကိုပေါင်းလိုက်မှတာလေသူ့ဘဟုဥတင်နေတဲ့ centripetal force FC ဆိုတာရလိမ့်မယ်။ဒါမှမဟုတ်ဆရာတို့က highest point မှာရှိနေတဲ့အမှတ်ကိုမစဉ်းစားဘူး lowest point မှာရှိနေတဲ့အမှတ်တစ်မှတ်ကိုစဉ်းစားကြတယ်ဆိုပါစို့။ဒါဆိုရင်ဆရာတို့ကကျိုးရဲ့တင်အားတော့ဘယ်လိုပဲဥတင်နေမှာလဲဆိုရင်အပေါ်ကိုဥတင်နေမှာပေါ့ကျိုးရဲ့တင်အားတော့ဒါကိုဆရာတို့ဒီဘက်တစ်ချောင်းစဉ်းစားရအောင်နော်ကျိုးရဲ့တင်အားအပေါ်ပဲဥတင်မယ်ဒါပေမဲ့ကြောက်ခဲဒုံတစ်ခုရှိပြီးဝှေ့လျားနေဆိုပါစို့ပစ္စည်းတစ်ခုရှိပြီးဝှေ့လျားနေဆိုပါစို့ဒါဆိုရင်အဲ့ဒီပစ္စည်းရဲ့ weight ကတော့ဆရာတို့အောက်ကိုပဲသွားမှာပေါ့ weight ဆိုမှအောက်ကိုပဲသွားမှာဒါဆို tension နဲ့ weight နဲ့ဒီ direction စန့်ကျင်မဲ့ဖြစ်နေအောင်ဒီကောင်မှာဆိုရင် FC လေးကိုလိုချင်တယ်ဆိုတော့ tension နဲ့ကနေ weight လေးကိုနှုတ်ပေးရမယ်ဒါကြောင့်မို့ lowest point မှာဆိုရင် FC equal to t minus w bottom တက်လည်းတူပဲ highest point တော့မှာဆိုတော့ FC equal to t plus w ဒါလေးကိုဆရာတော့ခွဲပြီးတော့ချက်ထားပေးပါဒီအားလေးရင်ရတယ်ဆိုတော့ chapter 2ရဲ့ပို့စာတော့ကိုတွေ့လို့ရပါပြီဒါဆရာ example 2.1 လေးကိုကြည့်အောင် It just plane is flying around the airport with a speed of 800 km per hour အဲ့ဒီ jet လေယာဉ်တစ်စီးတွေသူတို့ speed ဘယ်လောက်နဲ့သွားနေတာလဲဆိုတော့800 km per hour နဲ့ circular ပတ်လမ်းကြောင်းတစ်ခုနဲ့သူပတ်နေတယ်ပေါ့အဲ့လိုပတ်တဲ့အခါမှာသူပတ်တဲ့စက်ဝိုင်းပုံပတ်လမ်းနေ2 km ရှိတယ်တဲ့အဲ့ဒါတွေ radius ကိုသူပြရတယ်အပေါ်မှာတော့ speed ကိုပြောမှာတော့ speed တွေဘာတမို့ပေးရလဲလို့ပြောကြရတော့ speed တွေပြတာမို့ပါပဲ speed နဲ့ velocity ဆရာတော့အတူတူပါပဲเนาะသူရဲ့ vector နဲ့ scalar ကွာတာလွယ်လို့ကျန်တာအတူတူပဲအဲဆရာတော့ example 2.1 ဆောက်ကြည့်အောင် example 2.1 မှာ800 km per hour လို့ပြောကြအောင် vector မို့လေးပေးထားတယ် vector မို့ဒီ800
ကီလိုမီတာပါဟာဝါပေးရတယ်ပေးပြီးတဲ့နောက်မှာ radius လို့ပြောတာကြောင့်အာတာမိုးလေးကလည်း2 km လို့သူပေးထားတယ်။အဲဒီစာအုပ်ကြည့်ရအောင်ကီလိုမီတာပါဟာဝါဆိုတာဒီ SI unit မဟုတ်ဘူး။ velocity ရဲ့ SI unit တွေဆိုတော့ဘာနဲ့ပဲတိုင်းတာတယ်လို့ပြောရင်မီတာပါစက္ကန့်နဲ့ပဲတိုင်းတာတယ်။ဒါမှမဟုတ်အဲ့ဒီကီလိုမီတာပါဟာဝါကိုမီတာပါစက္ကန့်ပြောင်းဝင်မယ်။ဒါလို့ပြောင်းကြည့်ရအောင်800 km/by ပါဟာဝါဆိုတာလေအကိုရောက်တော့1 hour ဖြစ်တော့မယ်အဲ့အခါမှာကီလိုမီတာနဲ့ဆိုတော့ပြောင်းအောင်ပါလေမီတာပြောင်းရမယ်800 into ကီလိုဆိုအသေးပဲဒီကီလိုဆိုတော့10 power 3ထည့်လို့ရတယ်10 power 3 meter by 1 hour မှာဘယ်လောက်စက္ကန့်လဲဆို3600စက္ကန့်ဒါလေးတော့ရှင်းပြလိုက်တဲ့ခါကျတော့ဘယ်လောက်ရအောင်လဲဆိုတော့220နဲ့တရမနစ်နဲ့ unit ကတော့သူကမီတာအောက်ကကောင်ဒီစက္ကန့်အပေါ်တက်တော့မီတာပါစက္ကန့်ရပါတယ်အဲ့ခါမှာလေ radius တွေ2 km နဲ့ပြရတယ်အဲ့ဒီကီလိုဆိုတော့ဘာထည့်လို့ရလဲ k ဆိုတဲ့နေရာမှာ10 power 3ထည့်လို့ရတယ် mega ဆို10 power 6 kilo ဆို10 power 3အောင်ကီလိုဆိုတဲ့နေရာမှာ10 power 3လေးထည့်လို့ရတယ်ဒါပေမဲ့မိကောမေးရည် hours angle ဘာ angle လဲ angle ဘယ်လောက်လဲ the wing of the plane back angle ဘယ်လောက်လဲတဲ့ backing angle ဘယ်လောက်လဲ theta လေးကိုမေးရတယ် theta ခြားပုံနေတဲ့တစ်ခုပဲရှိတယ် tan theta equal to b square by rg အခါမှာ b square ဆိုရင်ဘာထည့်မှာလဲ220တမနစ်နဲ့ the whole square by r ဆိုတဲ့ဆိုတော့2 into 10 power 3 g တန်မိုးတော့သူက 9.8 ထည့်ပြီးတော့ပို့ပြီးတော့အကောင်းဆုံးပါပဲเนาะ g တန်မိုးဒီဆိုတော့9.8 meter per second ဆိုရဲတာခါတလေမှာ10 meter per second ဆိုထည့်ပြီးလည်းရတယ်ပို့ဆောင်တော့မှာမေကုန်းမှာဆရာတော့9.8ပဲပြီးခဲ့မယ်ဆိုတော့9.8ကိုပဲတုံးပြီးတော့တပေးပါဒါဆိုရင်ဆရာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါဆိုရင်အဲ့ဒီကထွက်လာတဲ့အချိန်ကိုတခါတည်းဆရာတို့ကတီတာကြည့်လိုက်ပါတန်းနဲ့ဟိုပြောင်းတော့10 impact လေးဆောက်ဖြစ်တော့မယ်10 impact မှာဒီကုန်းထက်လာမယ်နောက်ဆုံးမှာရလာတဲ့တီတာတမိုးတွေ68တရမှာ35ဒီဂရီဆိုပြီးတော့ထွက်လာပါလိမ့်မယ်ဒါဆိုရင်ဆရာတို့ example 2.1 လေးပြီးတော့ပါပြီ68တရမှာ35ဒီဂရီပါဆရာတို့နောက်တစ်ခု example 2.2 ကိုကြည့်အောင်အဲ့ဒီမှာ a60 cm rope ကျိုးတစ်ချောင်းတွေဘယ်လောက်ရှည်တာလဲဆိုတော့60 cm rope ဒါဒီကျိုးတစ်ချောင်းရဲ့အရှည်အဲ့ဒီကျိုးဒီ60 cm ရှည်တဲ့ကျိုးတဲ့ကျိုးis tied to the handle a bucket အဲ့ဒီမှာဘာလေးနဲ့ရှင်းလိုက်တာလဲဆိုတော့ရှင်းတစ်ခုလေးနဲ့သူရှည်လိုက်တယ်ရှည်ပြီးတော့ which is done way in a vertical cycle သူဘလို့ပတ်မှာလဲဆိုရင် vertical cycle အတိုင်းသူပတ်ပါလိမ့်မယ်တဲ့ vertical cycle အတိုင်းသူပတ်လိမ့်မယ်သူဒီပတ်မှာဒီလိုမျိုးပတ်မှာပေါ့ vertical cycle အတိုင်းပတ်မယ်ပတ်ပြီးခါကျအဲ့ဒီ bucket ရဲ့ mass က3 kg ဖြစ်ပြီးတော့ tension လေးရတော့တဲ့ဘယ်လောက်လဲဆိုတော့50 newton ဖြစ်မယ်ဆိုရင် final speed ကိုရှာပေးပါတဲ့ဒီမှာဆိုကြပါလို့ဆရာတို့ဒီ16 cm ဆိုရယ်ကျိုးရဲ့အရှည်ဆိုတာဒီဝိလျံလိုက်မယ်ဆိုရင်အဲ့ဒီကျိုးရဲ့အရှည်ဆိုတာဒီဘာဖြစ်သွားမှာလဲဆိုရင် radius ဖြစ်သွားပါလိမ့်မယ်ဒါဒီဝိလျံလိုက်တဲ့ဆောင်းဖြစ်သွားတယ်ဆောင်းဖြစ်တဲ့ကောင်မှာဒီကောင်ဒီအရှင်းဝက်မြင်ဖြစ်သွားတယ် radius အကြောင်းမို့ကျိုးတစ်ချောင်းကဘယ်လောက်ရှည်တယ်လဲလို့ပြောရင်ဆိုတော့ဘာသာမို့ပေးတာပြီလဲဆိုအာတာမို့လေးပေးတာပြီဒါမို့အာတာမို့သူ16 cm ပေးတာတယ်ဟုတ်ပြီဆယ်ယူနစ်ကိုတစ်ခါလေးပြောင်းအောင်ဟိုတနေ့နဲ့ပြောခဲ့တဲ့ cm ကနေမီတာကိုပြောင်းချင်ဆိုတော့ဘာနဲ့ညောင်ပေးရမှာလဲဆိုရင်တန်းပေါင်းမှာ2နဲ့မြောက်မီလီမီတာကနေမီတာကိုပြောင်းကျင်တဲ့ဆိုရင်ဆရာတို့ဘာနဲ့မြောက်တန်းပေါင်းမှာ-3နဲ့မြောက်ဂရမ်ကနေလို့ကီလိုဂရမ်ကိုပြောင်းကျင်တဲ့ဆိုရင်ဆရာတို့ဘာနဲ့မြောက်ပေးရမှာတန်းပေါင်းမှာ-3နဲ့မြောက်ပေးရမယ်အခုလေစင်တီမီတာနဲ့မီတာပြောင်းကျင်တော့တန်းပေါင်းမှာ-2နဲ့မြောက်လိုက်မယ်မီတာဖြစ်သွားပြီရှင်းပြစံတော့ပြလိုက်တဲ့ကိုကြည့်မယ် the mass of the bucket ရှင်းတောင်းလေးရဲ့ mass လို့ပြောတော့ mass တန်ဖိုးလေး m တန်ဖိုးလေးသူပေးထားတယ်ပြီးပြီးတော့ the tension of the rope ကျိုးရဲ့ tension လေးကဘယ်လောက်လဲဆိုတော့50 newton ဖြစ်ခဲ့မယ်ဆိုရင် final speed ဘာကိုရှာပေးရမှာလဲဆို speed ပွေလို့သူရှာပေးရမယ်ဒီမှာအချက်နှစ်ချက်သူပြောလိုက်ပါတယ်သူဘယ်လိုပတ်မှာလဲဆိုရင် vertical cycle သူပတ်မယ်လို့သူပြောပါတယ် vertical cycle ပတ်မယ်လို့ပြောတယ်ဒါကြောင့်မို့ဆောရေးလိုက်မယ် in vertical BER vertical cycle သူပတ်မှာဒီ vertical cycle ပတ်မယ်အဲ့လိုပတ်တဲ့ခါမှာသူလိုချင်တာဒီဘယ်အမှတ်မှာလိုချင်တာလဲဆိုရင် as the lowest point ဒါမှမဟုတ် as the lowest point အဲ့တော့ hobby စားပုံနေနေမမီမဆိုဆယ်ပြန်ပြပေးမယ် vertical မှာသူတွေဘယ်လိုရချင်တာ lower point မှာရချင်တာvertical မှာဆိုရင် lowest point မှာ3ပုံနေနေရ FC equal to t minus w နဲ့သုံးပေးရမယ်အဲကြောင့်မို့ဆို3ပုံနေနေဒီ FC equal to t
T minus W ဒါလေးအစားသုံးပေးရမယ်ဒါဆိုဒီမှာ FC တောင်ကို तू မပေးထားဘူးလေမပေးတော့ဘူးစဉ်းစားရမယ် FC မှာပုံနေတစ်ခုရှိတယ် FC equal to MB square by R ရဲ့ MR omega square ရဲ့ဒီမှာလေးဆိုတော့ဘာသုံးမှအဆင်ပြေမှာလဲ V ကိုလိုချင်မှဒီကောင်လေးဆိုတော့သုံးပေးရမှာပေါ့ကြောင့်မို့ MV square by R တန်ရှင်းလို့ပေးတာ AC တန်ရှင်းရှာရည်မယ် weight ကလည်းဆိုတော့မရှိဘူးဒီမှာ mass special တယ်မို့ W equal to mg ဒါဆိုတော့ဒီမှာပုံလေးတစ်ခုတည်းနဲ့ FC equal to MB square by R ရဲ့ W equal to mg ရဲ့ဒါလေးဆိုတော့ဘေးကနေပြန်ထည့်ပေးမယ်ဒါဆိုဟုတ်ပြီဒီမှာဆရာတို့ကထည့်ဆရာထည့်ပြီးဆိုတော့နေရာရွှေ့ကြတာပေါ့ဆရာတို့လိုချင်တာတွေဘာလို့လိုချင်တာလဲဆိုတီကိုလိုချင်တာလေနောက်တီကိုပဲခြံထားလိုက်မယ်ဒီကောင်ကြီးတွေဒီဘက်ကိုဘာလောင်းဝင်ပေါင်းလာမယ် MB square by R plus mg ဆိုတော့ဖြစ်တော့မှာပေါ့ sorry ဆရာတို့လိုချင်တာဒီတီကိုလိုချင်တော့ဘာလို့လိုချင် V ကိုလိုချင်တာနော် V လိုချင်တော့ V တစ်ခုလိုဆရာတို့ခြံထားမယ် V scale လိုပဲဆရာတို့ခြံထားမယ်ခြံထားမယ်ဆိုတော့ဒါဒီ T minus mg ဒါရှိနေတာကိုဘာနဲ့တွားပြမြောက်ရှင်းမှာလဲဆိုရင် R by m နဲ့ဆိုတော့မြောက်မယ်ဒါဆိုဟုတ်ပြီတီတန်မို့ဆရာတို့ဘယ်လောက်လဲဆိုတော့50 mass တန်မို့လေးဆရာတို့က3ကြည်တန်မို့ဆရာတို့က10 meter တဲ့ 9.8 meter တဲ့ကြိုက်တာတဲ့အဆင်ပြေတယ် into radius တန်မို့လေးကတော့ဒါမှာ60 into 10 power minus 2 60 into 10 power minus 2 by mass တန်မို့လေးဆိုတော့3ဒါလေးဆိုရှင်းနိုင်မယ်ဆိုတော့4ထုတ်ကြလိမ့်မယ်ဒါကြောင့်ဝီတာမိုဒီ2 meter per second လောက်အဖြစ်တော်မှာဖြစ်ပါတယ်ဆရာတို့နောက်တစ်ပုဒ်ကိုသွားကြည့်အောင် overview exercise က number 1လေးပါ what is the banking angle ဆိုတီတာလေးသူမေးထားတယ် for an express rate or rank radius 15 meter as a limiting speed of 15 km per hour speed လို့ပြောဆိုတော့ vita မိုးလေးပေးရတယ် radius ဆိုအာနာမိုးလေးပေးရတယ်လွယ်လွယ်ကူကူပါပဲเนาะခိုင်းတက်တယ်လို့ပဲဆိုတော့ပေးရပြီ radius တောင်မိုးဆိုအာနာမိုးလေးပေးရတယ် speed ဆို vita မိုးလေးပေးရတယ်အဲ့ဒီ v ရဲ့ unit လေးဆိုဘာပြောင်းပေးရမှာလဲဆို km per hour ကို meter per second ဆိုပြောင်းပေးရမယ်နောက်ဆုံးကတော့ဆိုတီတာကိုရှာမှာ tan theta equal to p square by rg ဒီ equation တစ်ခုတည်းဆိုသုံးပေးလိုက်ရပါပြီလွယ်လွယ်ကူကူပါပဲSo now example 2.3 an analyst working 719 Newton is running as a car at a speed of 6 meter per second in the F. အဲ့ဒီအာသာဓမ္မတယောက်990 Newton အလေးချိန်ရှိတဲ့အာသာဓမ္မတယောက်ကအဝိုင်းဘတ်တစ်ခုကို16 meter per second 6 meter per second သူပတ်နေတယ်တဲ့ဒါဆိုသူဒီအဲ့လောက်လေးတယ်လို့ပြောတာကြောင့်မို့အဲ့ဒါဒီ weight အလေးချိန်ကိုပေးရတယ် weight တောင်မို့သူပေးရတယ် speed လို့ပြောတာဒါလေးက v တောင်မို့ကိုပေးရတယ်ပေးပြီးနောက်မှာ the radius of curvature at သူပတ်တဲ့ကွင်းမှုဘဟုရဲ့ radius r လေးရတော့ဆိုတော့50 fish meter ပါဒါမှအာတောင်မို့လေးပေးရတယ် meter က find the centripetal force ကိုရှာပေးရမယ်ဒါမှမဟုတ် centripetal force ဆိုတာ fc ကိုမေးတာပေါ့ fc ကိုမေးပြီဆိုတော့ equation တစ်ခုရှိတယ်ဘာနဲ့လဲ fc equal to mb square by r ရဲ့ mr omega square ဒီကောင်တစ်ခုရှိတယ်ဒါဆိုရင်ဒီပုံစံမှာဆိုတော့ဘာသုံးပေးမှာအဆင်ပြေမှာလဲလို့ပြောရင်တော့ mb square by r ကိုဆိုသုံးပေးရမလဲမယ်ဘာကြောင့်မို့လဲသူပေးတာတွေ speed တန်ဖိုးလေး v တန်ဖိုးလေးပေးတာဒါကြောင့်မို့ mb square by r နဲ့ဆိုသုံးပြီးတော့ပေးမယ် mb square by r နဲ့သုံးပြီးတွက်တဲ့အခါမှာဆိုဘာလုံးနေတာလဲMB square မှာအားနဲ့သုံးတက်တဲ့အခါမှာအာနာမှုကသူကပေးထားတယ်ဗီတာမိုးကလည်းသူကပေးထားတယ် mass တန်မိုးလုံးနေတော့ mass လုံးနေတော့သူပေးထားတဲ့ weight ကနေဆိုတော့တစ်ချက်စဉ်းစားတာပေါ့ weight ကနေစဉ်းစားလိုက်တဲ့အခါမှာဆိုတော့ပုံလေးသုံးပါလေ W equal to mg mass ကိုလိုချင်တော့ m လေးကိုလိုချင်တော့ W by g ဒါဆိုရင် kilogram ဆိုတဲ့ unit လေးနဲ့ mass တန်မိုးရောက်ရမယ် fc လေးဆိုအစားတင်တွက်လိုက် fc လေးရောက်ရမယ်ရပြီးတော့သူဘာပြန်မေးရလဲဆိုတော့ကြည့်အောင်which force provide the centripetal force ကိုဘယ်အားများထောက်ပံ့ပေးတာလဲတဲ့သူဒီအာသာသမားတယောက်ဒီစဝိုင်းပုံပတ်လာပတ်တဲ့ခါဆိုရင်သူ့ရဲ့ shroud နဲ့သူ့ရဲ့ရှင်ဘဝနဲ့မြေကြီးရဲ့ကြားထဲမှာရှိနေတဲ့ frictional force ပုံမှုအားလျင် centripetal force ထောက်ပံ့ပေးမယ်ဒါကြောင့်မို့ frictional force between the feet and the ground feet shroud နဲ့ ground ကြားမှာရှိနေတဲ့ frictional force ကတဲ့ထောက်ပံ့ပေးလိမ့်မယ် centripetal force ထောက်ပံ့ပေးလိမ့်မယ် what will happen to him သူ့မှာဘာဖြစ်သွားမလဲတဲ့ is the radius of curvature ကွင်းမှုဘဟုသူပတ်တဲ့အဝိုင်းဘတ်တစ်ခုရဲ့ radius ဒီ smaller ပို့ပြီးတော့တေးသွားမယ်အဝိုင်းဘတ်တစ်ခုကပို့ပြီးကျဉ်းသွားခဲ့မယ်ဆိုရင်ဘာဖြစ်သွားမလဲတဲ့ is the radius of curvature smaller radius တန်ဖိုးကပိုနေလေ centimeter force fc ကပို့ပြီးတော့များသွားမယ် fc များသွားမယ်ဆိုရင်တော့ he will slay since the frictional force is less than the required centimeter force လိုအပ်တဲ့ centimeter force တဲ့ပို့ပြီးတော့
less than နေဝါတာကြောင့်မို့တူဒီဘာဖြစ်သွားနိုင်လဲရှော့တာသွားနိုင်တယ် radius နေရင် centimeter foot များမယ် centimeter foot များတဲ့အတွက်ကြောင့်မို့ fictional foot ကနေရမယ်ဒါမို့တူဒီရှော့တာသွားမယ်ပုံမှုအားမရှိဘူးဆိုတူဒီသဝဲမို့ပတ်လာနေရှော့တာသွားနိုင်တယ်ပေါ့ဒီမှာဒီ fictional foot ဆိုတာဒီ centimeter foot ကိုထောက်ပံ့ပေးတယ်လို့ပဲပြောတာနော် fictional foot က centimeter foot ဖြစ်တယ်လို့သူမပြောတာဘူးဒီလိုအရှင်နေမျိုးမှဆင် fictional foot ဒီ centimeter foot ကိုမထောက်ပံ့ပေးနိုင်တော့ဘူးပုံမြောက်ပုံနေဝါတဲ့တူချော်လဲတော့ပါလိမ့်မယ်တဲ့ exercise နံပါတ်6လေးဆိုကြည့်အောင် A 0.15 kg ပေါ် mass တန်ဖိုးလေးဘယ်လောက်ရှိတာလဲဆိုရင်0.15 kg ရှိတယ် mass တန်ဖိုးလေးအဲ့လောက်ရှိတဲ့ဘောလုံးတစ်လုံးလေးကို on the end of 1.1 meter long ကို negligible mass ဒါဆိုမို့1.1 meter ရှိတဲ့ကျိုးတကျိုးရဲ့အစွန်းမှာဘောလုံးတစ်လုံးကိုရှိလိုက်တယ်အဲ့ဒီကျိုးတွေအဲ့လောက်ရှိတယ်ရှည်လို့ပြောရင် chapter 2အခန်းမှာအဲ့ဒီဟာကို radius r လို့ယူပြရမယ်အဲ့လောက်ရှည်ရလို့ပြောရင်အဲ့ဒါတွေ radius ပဲပြတာတယ်သူပတ်တာတွေဘယ်လိုပတ်တာလဲဆို vertical cycle အတိုင်းပတ်မယ် number 1မှာတွက်ပေးရမှာဘာလို့တွက်ပေးရမှာလဲဆို determine the minimum speed ဆိုမှဆိုတော့ v ကိုတွက်ခိုင်းတာလေ v ကို question mark ဒါဆိုသူနောက်မှာဆက်ပေးတယ်လားဆိုတော့ဘာပေးတယ်လဲကြည့်တဲ့အခါမှာဘာမှမပေးတော့ဘူး तू ကအဲ့ဒီမှာအချက်ပြနှစ်ခုပါတယ် तू passionate တွေဘယ်လို passionate လဲ vertical cycle तू passionate vertical cycle အတိုင်း तू ပတ်တယ်ပတ်ပြီးတော့ तू ရချင်တဲ့ speed ဒီဘယ်အမှတ်မှာရချင်တာလဲဆိုရင် f. ထိတ်မှရှိနေတဲ့အမှတ်မှာရှိနေတဲ့ထိတ်အမှတ်မှာရှိနေတဲ့ speed လေးကို तू ရချင်တာဒါဆိုရင်အဲ့ဒါလည်းတွေ့ကြည့်အောင်ဒါဆိုရင် vertical cycle f မှာရှိနေတဲ့အဲ့ဒီအမှတ်မှာလိုချင်တဲ့ဆိုရင်သုံးရမယ့် equation က vertical cycle မှာ f အမှတ်မှာရှိနေတဲ့ speed လေးကိုလိုချင်တဲ့သုံးရမှာတွေ f က t plus w ကိုဆက်သုံးပေးရမယ်။ကျောင်းမှာသုံးရမယ့် equation တွေဆိုတော့ဘာလေးကိုသုံးပေးမှာလဲဆိုရင် f equal to t plus w ကိုဆက်သုံးပေးရမယ်။အဲ့ဒီမှာသူလိုချင်တဲ့ speed တွေဘာ speed လို့သူပြောတာလဲဆိုတော့ minimum speed လို့သူပြောတာပါတယ်။ minimum speed လေးကိုဖြည်းဖြည်းလေးနဲ့ကျိုးလေးကို speed ဖြည်းဖြည်းလေးနဲ့လွဲမဲ့ဟေးလို့ပြောတယ်ဆိုရင်အဲ့ဒီကျိုးမှာဆိုတော့တန်ရှင်မရှိတော့ဘူးလို့ဆိုတော့ယူဆပြလိုက်မယ်အဲ့ဒါမို့ f equal to w ဒီနာတစ်ချက်မှာပါဒီမှာဆိုတော့ဘာလို့ရေးလိုက်မှာလဲတန်ရှင်တီတန်ဖို့တွေဘယ်လိုယူဆလဲဆိုရင်0ဘယ်တော့လဲဆိုရင် for minimum speed သူကျိုးလွဲတဲ့ speed ဖြည်းဖြည်းလေးနဲ့ပဲလွဲတယ်လို့ပြောတာကြောင့်မို့အဲ့ဒီကျိုးမှာဖြစ်ပေါ်လာတဲ့ tension တွေ0ရွေးစေ tension 0ကြောင့် fc နဲ့ w နဲ့ညီပါမယ်fc စီဆွဲနဲ့မှာရချင်တာဒီ v ပါရချင်တာကြောင့်ဘာထည့်မှာလဲဆိုရင် mv square ပဲအာကိုထည့်မယ် weight တန်းဖို့ကြည့်တဲ့အခါမှာသူမပေးတာဖြစ်တယ် w equal to mg ပြီးမှတစ်ချက်ရေးပေးပါ fc equal to mv square ပဲ r ရဲ့ comma w equal to mg ဒီနေ့ချက်ကိုရေးပေးပါဒါဆိုလိုချင်တာတွေဘာလို့လိုချင်တာလဲ v ကိုလိုချင်တော့ v ကိုပဲချန်တာမယ် mass နှစ်ခုကဘာလို့တော့မှလဲဆိုတော့ကြည့်ပါမယ် mass နှစ်ခုကကြည့်သွားတော့ဆိုတော့ဘာပဲချန်တာမှလဲ b square equal to rg ဒီဘက်တော့တောင်းမြောက်မယ် v equal to square root of rg တောင်းဖို့ဆရာကဘယ်လောက်လဲဆိုတော့ 1.1 g တောင်းဖို့ဆရာတို့က 9.8 watt တဲ့10 watt တဲ့ဆရာတို့ရတယ်ဒါလေးရှင်းနိုင်မယ်ဆိုတော့ 3.28 meter per second ဆရာရမှာပါဒါလေးနံပါတ်1မှာမီတာရဲ့ minimum speed လို့ဆရာရပါပြီဒါဆိုနံပါတ်2ကိုဆရာဆက်သွားကြရအောင်နံပါတ်2မှာ तू ကဘာမေးတာလဲဆိုတော့နံပါတ်2မှာမေးတာ calculate the tension ဆိုမှဆိုဘာကိုရှာပေးရမှာလဲ tension လို့ပြောရင်ဆိုတော့တီတာမှုလို့ဆိုရှာပေးရမှာပေါ့ tension တီတာမှုလို့ तू ကမေးတာတယ် maybe တော့ तू ဘာဆက်ပြောဒီလဲဆိုကြည့်အောင် तू လိုချင်တဲ့ tension တွေဘယ်အမှတ်မှာရှိနေလဲ bottom မှာရှိနေတဲ့ tension ကို तू လိုချင်တယ်အဲ့ဒီမှာဆိုရင်ဘောလုံးလေးကိုဘယ်လိုမျိုးယူဆမှာလဲဆိုအဲ့ဒီဘောလုံးလေးကယူနေပါလေတဲ့ at twice the speed of power ပထမနံပါတ်1မှာရှာရတဲ့ speed ထက်ကိုနှစ်ဆအလျင်နှစ်ဆနဲ့သူယူနေမယ်လို့ဆိုတော့ယူဆမယ်တဲ့ယူဆမယ်ဆိုတဲ့ခါကျဆရာတော့ဘူတန်ပိုးလေးကဘယ်နှစ်ဆဖြစ်တော့နှစ်ဆဖြစ်တယ်ကျသူ့မှာရှိနေတဲ့ 3.28 လေးဆိုတော့ဘာလဲညောက်ပေးလိုက်မလဲဆိုတော့နှစ်လေးနဲ့ဆောင်းမြောက်ပေးလိုက်မယ်မြောက်ပေးတော့သူရမှာဘယ်လိုရမှာလဲဆို 6.56 meter per second ပထမရှိနေတဲ့ပတ်ဝန်းမှာရှိနေတဲ့ speed ကိုနှစ်ဆလုံးမယ်လို့ပြောတာဆရာတို့ကနှစ်နဲ့မြောက်ပေးလိုက်တာဖြစ်တယ်ဖြစ်ပြီးတော့သူလိုချင်တာတွေ tension ကိုမေးရတယ်အဲ့ဒီ tension တွေဘယ်အမှတ်မှာလဲဆိုရင် f
bottom အမှတ်မှာရှိနေတဲ့တန်းရှုံလို့မိရတယ် bottom အမှတ်ကိုပြောပြီးစင်းဆောင်ရှားမယ် equation ဒီသုံးပြရမယ် equation ဒီဘာကိုတုံးရမှာလဲ bottom လို့ပြောပြီးရင်တုံးမယ် equation ဒီ f c equal to t minus w ဆောင်းသုံးပြရမယ်ဒါမို့ဒီမှာသုံးပြရမယ် equation ဒီ f c equal to t minus w ဒါလေးကိုသုံးပြီးတော့ပြမယ်ဟုတ်ပြီဒါဆိုလိုချင်တဲ့စာကိုရှားမနေတန်းရှုံရှားမှာတန်းရှုံရှားတဲ့အခါမှာ fc နဲ့ w မရှိတော့ပုံမှန်တိုင်းပဲ fc ဆိုတဲ့နေရာမှာ mb square မှာ r စာတင်မယ် w နေရာဆိုတဲ့နေရာမှာ mg ဝတ်ထည့်မယ်ဒီမှာဒီအစစ်မှာဆိုဘေးမှာမရေးပေးရပြီပေါ့လို့ဆိုပထမတစ်စစ်မှာဒီကောင်ရေးပြီးဖြစ်လာကြမို့ဒီရဲ့ဘေးမှာမရေးပေးတဲ့ကိစ္စမရှိဘူးအဲဒါဆက်သွက်မယ်လိုချင်တဲ့ t ကိုလိုချင်တာဖြစ်လာကြမို့ mb square မှာ r လေးကိုဘာနဲ့ပေါင်းပေးရမှာလဲ mg နဲ့ပေါင်းပေးရမယ် mass တန်မို့သူဘယ်လောက်ပေးတာလဲဆိုတော့ဆရာရှင်းတဲ့ကမှာ 0.152 ပေးထားတယ် velocity တန်ဖိုးကတော့ 6.56 the whole square by radius r လေးရောထိတ်ဆုံးမှာဆရာဘယ်လောက်ပေးထားလဲဆိုတော့ 1.1 လို့သူပေးထားပါတယ် number 1.1 အပေါင်း mass တန်ဖိုးလဲဆိုတော့ဘယ်လောက်လဲဆိုတော့ mass တန်ဖိုးလေးကတော့ 0.15 ကြီးတန်ဖိုးလေးက 9.8 ဒါလေးရှင်းနိုင်မယ်ဆိုရင် 7.34 newton ဆိုရဆိုတော့ရမှာဖြစ်ပါတယ်ဒါဆရာတို့နောက် number 7ကိုကြည့်အောင် number 7မှာ an 8.3 kg mass တန်ဖိုးအလောက်ရှိတဲ့ပစ္စည်းတစ်ခုပေါ့ဒါဆို mass လို့ပြောရင် m တန်ဖိုးလေးသူပေးရတယ် number 7မှာ mass တန်ဖိုးလေးကဘယ်လောက်ပေးရတယ်ဆိုရင် 8.3 kg လို့သူပေးရတယ်ပေးပြီးတော့သူဘာဆက်ပေးသေးတာလဲဆိုတော့ has a breaking strength of 1500 newton အဲ့ဒီ mass အလောက် mass ရှိတဲ့ပစ္စည်းတစ်ခုကိုကျိုးတစ်ချောင်းမှာရှိလိုက်တယ်အဲ့ဒီကျိုးပြင်းအား stress ဆွဲအားဒီတနည်းအားဖြင့် stress တင်းအားဆိုတော့အဲ့လောက်ရှိတယ်ဒါမှမဟုတ်တနည်းအားဖြင့်အဲ့ဒီ stress ဆိုတာတန်းရှင်းဝင်လို့ပေးရတယ်1500 newton ဆိုပြီးလို့ပေးရတယ်ပြီးတော့ is the mass is way in the horizontal cycle အဲ့ဒီပစ္စည်းတစ်ခုကိုဘယ်လိုပတ်မှာလဲ horizontal cycle တိုင်းပတ်မယ်ပတ်တဲ့က radius က80 cm ရှိတယ်လို့သူယူဆမယ်ဆိုရင် what's maximum speed တန်ဖိုးကဘယ်လောက်လဲသူမေးထားတယ်နောက်သူနောက်ထပ်ပြန်ပေးထားတယ်ဘာကိုပေးထားတာလဲဆိုတော့ radius တန်ဖိုး80 cm ကနေမီတာပြောင်းတော့တန်ဖိုးကမင်းတို့သူနဲ့မြောက်ပေးလိုက်တယ်နောက်ပြီးဆက်ကြည့်မယ် what's maximum speed ဆိုမှတော့ဆိုတော့ v လေးကိုသူမေးထားတယ်ဟုတ်ပြီသူပတ်တဲ့အခါမှာသူပတ်ချင်တာတွေဘယ်လို cycle အတိုင်းပတ်မှာလဲဆိုတော့ horizontal cycle အတိုင်းသူပတ်မယ်တဲ့ဒါကြောင့်မို့ horizontal cycle အတိုင်းပတ်မယ်ဖြစ်နေတာဆိုရေးတိုင်းမဲ့ in horizontal cycle ဒါဆို horizontal cycle အတိုင်းပတ်မယ်ဆိုရင်သုံးမယ့် equation ဆိုတော့ဘာလေးကိုသုံးပေးရမှာလဲ fc equal to t ဆိုတဲ့ equation ကိုသုံးပေးရမယ်ဒါမှမဟုတ်ပုံနေလေးလေးက fc equal to t ကိုသုံးပေးရမယ်ဆရာတို့လိုချင်တာနေ b ကိုလိုချင်တာကြောင့်မို့ mb square ပဲအားလေးဒီမှာလာထည့်ပေးမယ်အကြောင်းဆိုတော့ fc equal to mb square by r လို့ဆိုတော့ဒီလိုလေးရေးပေးလိုက်မယ်ဒီလိုရေးပေးတော့ဆိုတော့ဘာလို့လိုချင်တာလဲလိုချင်တာနေ b ကိုလိုချင်တာကြောင့်မို့ b square equal to tr by m ဖြစ်တော့မယ်ဒါဆိုဟုတ်ပြီဆိုတော့လိုအပ်တယ်လေးဆိုတော့ထည့်ကြည့်အောင်ဒါဆိုဟုတ်ပြီ t ဆိုတဲ့နေရာဆိုဘယ်လောက်ထည့်မှာလဲဆိုရင်1500 radius တန်ဖိုးကတော့80 into 10 power minus 2ဒါကိုထည့်ပေးမယ် mass တန်ဖိုးကတော့ 8.3 ဒါကိုရှင်းလိုက်တဲ့အခါမှာဆရာတို့က144.600နဲ့သူဒီ square ကိုကြည့်လိုက်တော့7.3 နဲ့ meter per second ဆိုတော့ရတာမှာဖြစ်ပါတယ်Namaste ဆရာကြီးအောင် Namaste ကလွယ်လွယ်ကူကူပါပဲ An aeroplane is cycling above an airport in a horizontal cycle at a speed of 400 km/h အဲ့ဒီလေယာဉ်မြန်တစ်စီးက horizontal cycle အတိုင်းကိုသူတို့ speed အလောက်နဲ့ပတ်နေတယ် speed လို့ပြောတော့ v တန်ဖိုးလေးသူပေးထားတယ်တဲ့ banking angle ဆိုတော့ theta တန်ဖိုးလေးပေးထားတယ် theta တန်ဖိုးက90 degree ဖြစ်မယ်ဆိုရင် what is the radius ဆိုမှအားကိုမေးထားတယ် banking angle ဘာဖြစ်လဲ banking angle ပိုင်းပေါ်နိစ္စတော့တခါလေးတုံးပင်ရပါပြီနော် tan theta equal to b square မှာ rg ဒီမှာတစ်ချက်လေးပဲဝေတာမိုးတွေဆိုတော့ဘာပြောင်းပေးရမှာလဲမီတာပါစံပြောင်းပေးရမယ်ဒါဆိုရင် tan theta equal to b square မှာ rg ဆက်ပုံနေကနေ r လေးဆိုတော့ရှာပြီးတော့တက်ထုတ်ပေးလိုက်ရပြီ r ဆိုတာတွေ radius ဖြစ်တဲ့ကြောင့်တိုင်းတာတဲ့ unit တွေမီတာလေးနဲ့ဆိုတော့တိုင်းတာပေးမယ်အဲဆိုတော့နံပါတ်9ဆိုကြည့်အောင် what is the tension ဆိုမှဆိုတော့ဘာလို့မေးတာလဲတီတာမိုးလေးကိုသူမေးတာတယ် in a 1 meter string ကျိုးတစ်ချောင်းနေ1 meter ရှည်တယ်အဲ့လောက်ရှည်တယ်လို့ပြောရင်သူဒီဘာတာမို့ပေးတာလဲဆိုရင်ဆရာတော်ဒီအဲ့ဒါဒီအာတာမိုးလေးသူကပေးတာတယ်ပေးပြီးတော့ဆိုတော့ဘာဆက်မေးရအောင်ကြည့်အောင်that is spinning 0.5 kilogram ဆိုတာဒီ mass unit mass လေးပေးရတယ်သူပတ်တာဒီ horizontal cycle အတိုင်းပတ်မယ်ပတ်တဲ့ကမှာသူ့ရဲ့တန်ဖိုးတွေထီ
revolution per second နဲ့ပတ်တယ်တဲ့ revolution per second revolution per minute ဆိုတာဒီဘယ်လို unit လဲဆို omega unit ဖြစ်ပါတယ်အဲဒါဆိုပိဋကချက်တွေစောက်ရေးကြည့်အောင်ဒီမှာပိဋကချက်တွေဘာတွေပေးထားတာလဲ1 meter string ကိုပြောရင်အာတာမိုးလေးသူပေးထားတယ်ပြီးတော့ 0.5 kg mass တန်မိုးလေးသူပေးထားတယ်0.5 kg သူပေးထားတယ်ပေးပြီးခါကျ revolution per second လို့ပြောတော့ omega တန်မိုးလေးသူပေးထားတယ် 3 rps revolution per second သူပေးထားတယ်ပြီးရင်တော့သူမေးရတယ်ဘာမေးရလဲ why is the tension တီလေးကိုမေးတယ်ဒီက question mark ဒီမှာအချက်ပြစကားလုံးပါတယ်ဘယ်လိုပတ်မှာလဲဆို horizontal cycle in horizontal cycle အတိုင်းပတ်မယ်လို့ပြောရင်ဘာနဲ့တူတာလဲဆိုရင် fc နဲ့ t နဲ့ဆိုတော့တူပါတယ်ဒါဆိုရင် fc တမိုးကမရှိတဲ့ fc ဆိုတဲ့နေရာဘာထဲမှာလဲဆိုရင်ပုံမှန်အဖြစ်ဆိုတာ fc ဆိုတဲ့နေရာမှာ mp square ပဲအောင်ထည့်တယ်တခါတလေမှာ mr omega scale လည်းဆက်အောင်ထည့်ရရတယ်ဒါကြောင့်ဆိုတော့ဒီမှာဘာကိုထည့်အဆင်ပြေတယ်လို့ပြောတော့ omega ပါနေမှာတော့ mr omega square ဆောက်တာကိုထည့်ပြလိုက်မယ်အပြောင်းဆိုတော့ fc equal to mr omega square ဒီလိုရေးပေးမယ်အဲဒါလိုချင်တဲ့ tension လိုချင်တဲ့ mass တန်ဖိုးတွေဘယ်လောက်လဲဆိုတော့ 0.5 r တန်ဖိုးကတော့ 1 omega ကတော့ 3 square လို့ဆိုတော့မရပါဘူး revolution per second ကိုဆိုတော့ဘာကြောင့်မရမှာလဲ1 revolution per second မှာဘယ်လောက်ရှိရလဲဆိုရင်2. radian ဆိုလို့ရှိပါတယ်ဒါလေးဆိုတော့ chapter 1မှာပြောခဲ့ပါတယ်ဒါကြောင့်မို့အဲ့ဒီ revolution per second ဘာလေးနဲ့မြောက်ပေးရမလဲဆိုရင်2. နဲ့မြောက်တော့ radian per second ဆိုတာဖြစ်သွားပါလိမ့်မယ်နောက်ဒီမှာ3 into 2 by the whole square ဒါကိုရှင်းလိုက်မယ်ဆိုရင်တော့တက်ခွန်တနမခွန် newton ဆိုတဲ့စာကိုရအောင်မှာဖြစ်ပါတယ်ဘယ်လိုကူပါပဲဒါဆိုတော့နံပါတ်10ကြည့်အောင် a curve which has a radius of curvature 200 meter and a bending angle of 10 degree ဒါဆိုဒီမှာ radius လို့ပြောတာအာတာမိုးလေးသူပေးထားတယ်နောက်ကို10 degree လို့ပြောတယ် bending angle လို့ပြောတော့ theta လေးပေးထားတယ်ပြီးတော့သူမေးထားတယ် what is highest speed ဆိုတာဘာလို့မေးရလဲဘီလို့မေးတယ် bending angle ပါပြီးဆိုသူ့ရဲ့ပုံလေးကိုတုံးလိုက်ရုံပဲ10 theta equal to b square မှာ rg ဒီကနေတော့ b square ကိုလိုချင်တော့10 theta နဲ့ rg နဲ့လာမြောက်လိုက်တဲ့ခါမှာ meter per second လွယ်ကူပဲဆိုတော့ရပါပြီလိမ့်မယ်Number 7 in the atom and electron moves in the circular path around the nucleus တလုံးကို electron ကစဝိုင်းပေါ်ပတ်လန်းနဲ့ပတ်နေတဲ့အတန်တလုံးမှာ the speed of electron ရဲ့ speed ဆိုတာဘာလေးပေးတာလဲ speed ဆိုမှတော့ v လေးသူပေးထားတယ် find the centripetal force ဆိုတာဘာကိုမေးတာလဲ fc ကိုမေးတယ်မင်းရတော့သူပတ်တာတွေဘလို့ပတ်တာလဲ circular ပတ်လန်းတိုင်းပတ်တယ်သူရဲ့ radius တွေအဲ့လောက်ရှိတယ်လို့သူပေးရတယ် radius ဆိုမှတော့အာတာမိုးလေးပေးတယ်ပြီးတော့ electron ပတ်တာလို့ပြောတာ electron ရဲ့ mass လို့သူပေးရတယ်ဒါလေးဆိုဝန်းမှာပေးတာလည်းဖြစ်နေပါတယ်အလို့ရအောင်ကျွန်တော်ပါတော့ပုံလေးဒီ fc ကိုရှာရမယ် fc ကိုရှာတဲ့ကသုံးချင်တာလေး v ကိုပေးထားမှတော့ mp square မှာ r လင်းသုံးပေးမယ် mass မှာ e လေးထည့်ထားတာဆိုတော့ပြောင်းရိုက်တယ်me v square မှာ r စပေါ်နေကိုတုံးလိုက်တယ်တုံးပြီးဆိုတော့နောက်ဆုံးမှာ newton ဆိုတာလေးဆိုတော့ထွက်လာခဲ့ပါမယ်ဒါလွယ်လွယ်ကူကူပဲဒီအခါမှာတကြီးမကက်ခဲပါဘူးအားလုံးမရမလို့တင်ပါတယ်တဲ့တင်ကားဆိုတော့ကြောက်ပါပဲ